အတွင်းရေးမှုမလေးကပါရိုက်ခံရတာကို CEO ကဘာလို့မျက်ရည်တွေမရက်မနာကျနေရတာလဲနာကျင်မှုချင်းဖလှယ်ထားတဲ့သူတို့နှစ်ယောက်ရဲ့ကံကြမ္မာကအခုတော့အမောင်ဖုံးနဲ့ထောင်ချောက်ထဲရောက်သွားပါပြီ CEO ဟာသူ့ရဲ့အတွင်းရေးမှုမလေးနဲ့ခန္ဓာကိုယ်ချင်းခံစားချက်တွေပြောင်းလဲနေမှန်းတေချာသွားတဲ့နောက်မှာသူမကိုအထူးဂရုစိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူမအလုပ်ပင်ပန်းရင်သူကနှုံးချနေတယ်လို့သူမပိုက်စာရင်သူကဘိုက်အောက်နေတာကြောင့်သူမကိုအလုပ်တွေလျှော့ပေးပြီးကောင်းမွန်တဲ့အမှုဆောင်စားတောက်ဖွယ်ရာတွေကိုပဲစားခိုင်းပါတော့တယ်ဒါကိုမြင်တွေ့သွားတဲ့ CEO ရဲ့စစ်ဆက်ထားသူ fans ဟာမနာလိုစိတ်တွေပောက်ကွဲပြီးအတွင်းရေးမှုမလေးကိုနှီးမျိုးစုံနဲ့နှိပ်စက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ CEO ကကြားဝင်တားဆီးပြီးငါလူကိုငါပဲအမိန့်ပေးပိုင်ခွင့်ရှိတယ်နင်ကဒီကုမ္ပဏီမှာလူပိုပဲလို့ပြက်ပြက်တသားပြောလိုက်တဲ့အခါသူမရဲ့တိတ်ခါတွေမြေစာပင်ဖြစ်သွားရပါတယ်ဒေါသထွက်သွားတဲ့စစ်ဆက်ထားသူဟာရုံးမှလုံးမရတဲ့အဆုံးအိမ်ထိလိုက်ပြီးအတွင်းရေးမှုမလေးရဲ့အမေကိုနှိပ်စက်ပါတော့တယ်ထူးဆန်းတာကအမေဖြစ်သူဟာတမီးဖြစ်သူဘက်ကမရက်တီပဲစစ်ဆက်ထားသူနဲ့ပေါင်းပြီးတမီးကိုကုမ္ပဏီကထွက်ခိုင်းဖို့ကြံစီပါတော့တယ်အဲ့ဒီညမှာပဲအမေဖြစ်သူဟာအိမ်ပြန်ရောက်လာတဲ့တမီးကိုအကြောင်းပြချက်မရှိပဲပါရိုက်ပြီးအဖိုးကြီးတယောက်နဲ့အဓမ္မအောင်သွယ်ပေးဖို့ကြိုးစားပါတယ်ငယ်စဉ်ကတည်းကအမေခိုင်းသမျှလုပ်ခဲ့တဲ့အတွင်းရေးမှုမလေးဟာအခုတော့သူမရဲ့ဘဝကိုအမေကိုယ်တိုင်ကအမှောင်နဲ့တွန်းပို့နေတာကိုမြင်လိုက်ရတဲ့အခါရင်ကွဲမတက်ခံစားလိုက်ရပါတယ်သူမဟာအယံဝမ်းနဲ့နေပေမဲ့မျက်လုံးထဲကမျက်ရည်တစ်စက်မှထွက်မလာပါဘူးအဲ့ဒီအချိန်မှာပဲအဝေးကရုံးခန်းထဲမှာအလုပ်လုပ်နေတဲ့ CEO ဟာဘာကြောင့်မှမသိပဲပါးတွေပူထူလာပြီးရှိုက်ကြီးတင်ငင်ငိုကြွေးပါတော့တယ်သူဟာယူသွားတာမဟုတ်ပါဘူးအတွင်းရေးမှုမလေးရဲ့ရင်ထဲကနာကျင်မှုတွေကသူ့စီကိုမျက်ရည်တွေဖြစ်ပြောင်းလဲရောက်ရှိလာတာပါမနက်ဖြန်မှာအတွင်းရေးမှုမလေးဟာအဖိုးကြီးနဲ့လက်ထပ်ဖို့အတင်းအကျပ်ဆေးလုခံရတော့မှာပါသူမရဲ့ခန္ဓာကိုယ်ကနာကျင်မှုတွေကိုကိုယ်တိုင်ခံစားနေရတဲ့ CEO ဟာဒီမတရားမှုကိုဘယ်လိုမျိုးအမိုက်စားတားဆီးပေးမလဲပါရိုက်ခဲ့တဲ့သူတွေကိုရောဘယ်လိုလက်စားချေမလဲအချစ်နဲ့နာကျင်မှုတွေရောရှက်နေတဲ့ဒီဇလန်ရဲ့အားရကျင်တဲ့ဆရာပိုင်း၃ကိုမကြခင်တင်ပေးမှမှုလက်လို့မခံရအောင်အခုပဲ follow လုပ်ထားဖို့မမေ့နဲ့အောင်တော့